အမေသားလာရတနာအမေမွေရချွတ်နှစ်ပါးတဲ့သာလာရတနာလေးသာယတနာရှိသည်အဖဖျားသာသနာမှာပြောအောင်နေပါခွေလူနဲ့မြမလေးအမေကုန်တည်တယ်ဝေစာစီတဲ့အမေဘဝချမ်းမြေဖို့ရသာအလားနဲ့တစားချစ်သာသမဏီသာသနာပေါင်းအတွင်းမှာချစ်သာပြောအောင်နေပါခွေအမေမွေရချွတ်နှစ်ပါးတဲ့သာလာယရနာလေးသာယတနာရှိသည်အဖဖျားသာသနာမှာပြောအောင်နေပါခွေလူနဲ့မြမလေးအမေကုန်တည်တယ်ဝေစာစီတဲ့အမေဘဝချမ်းမြေဝရသာအလားနဲ့တစားချစ်သာသမဏီသာသနာပေါင်းတွင်မှာချစ်သာပြောအောင်နေပါခွေစာဘီကျူသာပိတကသုံးမောအာကိုဆောင်လို့ရဲ့အမေပြောလိုက်ချင်ရဲ့သာသနာလေးတည်တယ်အောင်ဆရာလေးကိုကြည့်အောင်ကြောင်းတိုင်ကြီးလေးတူတဲ့အောင်မြင်အောင်စာပေရကျူးစားပါမကဘာတခွေနေသူရင်းလေးသလိုပါသာသနာရဲ့ရှေ့ဆောင်အောင်အတိတ်နဲ့အောင်နမိတ်ကိုဆောင်စာပေရကျူးသာပိတကသုံးပုံအာလို့ဆောင်လို့ရဲ့အမေပြောလိုက်ချင်ရဲ့သာသနာလေးတည်တယ်အောင်ဆရာလေးပုံပြည့်အောင်ကျောင်းတိုင်ကြီးလေးတူတဲ့အောင်မြင်အောင်စာပေရကျူးသာပါမကဘာတခွေနေသူရင်းလေးနှလုံးမသာသနာရဲ့ရှေ့ဆောင်အောင်အတိတ်နဲ့အောင်နမိတ်ကိုဆောင်စီရမြောသသာရုတစီစီညာကြည်သာမောင်းသစုညပွက်တဲ့အောင်ပွဲအလေးသာအတွက်မင်းခုံယူတယ်အမေကြီးကလေစီသာမြောသသာရုတစီစီညာကြည်သာမောင်းသစုညပွက်တဲ့အောင်ပွဲအလေးသာအတွက်အမေခုံယူတယ်ရွာလေးရဲ့ထေပေါ်အမေလေးရဲ့နာမည်ကျော်သားလေးပလေးမောင်ရောက်ပါလို့နိဗ္ဗာန်ပို့မေသာအလားယရနာလေးရဲ့အမေပြောလိုက်ချင်ရဲ့သာသနာပေါင်းတွင်မောင်ချစ်သာပြောအောင်နေပါခွေယခုလိုဦးဥဒ္ဓမသာရရည်လို့ကျောင်းနယ်ဆရာတော်ဘုရားကြီးဖြစ်ခဲ့တာကငယ်တော်ကြီးဖြစ်တဲ့အမေကြီးတို့ကသားရင်သာသနာမှာပြုံးအောင်နေပါဆိုတဲ့အဲ့ဒီခွန်အားတွန်းအားတစ်ခုတည်းနဲ့အမေကြီးကအပေတကားပိတ်လို့နိဗ္ဗာန်လမ်းမယ်မေတော်ကြီးဖြစ်ပါပြီဗျာစီရမြောသသာရုတစီစီညာကြည်သာမောင်းသစုညပွက်တဲ့အောင်ပွဲလေသာအတွက်မင်းခုံယူတယ်စီရမြောသသာရုတစီစီညာကြည်သာမောင်းသစုညပွက်တဲ့အောင်ပွဲလေသာအတွက်မင်းခုံယူတယ်ရွာလေးရဲ့ထေပေါ်အမေလေးရဲ့နာမည်ကျော်
သားလေးပလေးမောရောက်ပါအလဲနိဗ္ဗာန်ပုမေသာအလာယရနာလေးရဲ့အမိပြောလိုက်ချင်ရဲ့သာသနာပေါင်းတွင်မှာချစ်သာပြောအောင်နေပါစေ တချင်းလေးကိုသဘောကျရင်လက်ခုပ်တန်လေးကြားပြရလို့ခင်ဗျာ